တကြံသချင်းလေးဖွင့်ပြီးနားထောင်ကြည့်မယ်ဆိုတော့ရင်ထဲမှာတော်တော်ကြီးကိုတမျိုးကြီးဖြစ်လာတယ်အရန်ကိုခံစားရတာပေါ့နော်မြန်မာစားသောက်တွေလည်းမှာထားအိမ်နဲ့ဝေးနေတဲ့အချိန်မှာဘာလို့လွမ်းလုံးဆုံးလဲလို့မေးမယ်ဆိုလို့ရှင်လူမျိုးအထိမ့်မဲ့ဘွဲတွေမှာဆိုရင်ခါတိုင်းလွမ်းတာထက်ငါးစားလောက်ကိုလွမ်းတယ်မာစားသောက်တွေကိုလွမ်းတယ်မြန်မာစကားပြောတာတွေလွမ်းတယ်အဲ့တော့ဒီခံစားချက်ကိုအိမ်နဲ့ဝေးနေတဲ့သူတွေမှာပဲသိနိုင်ပါလားသိလားချို့တွေကပြောတယ်မြန်မာနိုင်ငံပြန်လာပါလားပေါ့နော်ကျွန်တော်နိုင်ငံရေးတွေပြောတော့ပြန်လာချင်တာမှနေတိုင်းငါဒီနေ့မြန်မာနိုင်ငံကိုလေရင်စီးရင်ဘာလေကြောင်းတွေရှိလဲဆိုပြီးလေရင်တက်ကြည့်ရတာမဟုတ်အချိန်တိုင်းကိုပြန်ကျင်တယ်အယောင်ပြန်ကျင်တယ်လို့မှစင်မပြေနေသေးလို့သာနေရတာမြန်မာတွေအားလုံးအတွက်ကဘာနဲ့နဲ့မှရှိတဲ့မြန်မာတွေအားလုံးအတွက်ဆူတောင်းပေးခြင်းတယ်ဒီမြန်မာနှစ်သက်ကနေစပြီးတော့မြန်မာတွေခံစားနေကြရတဲ့ဝကြွေးကန်ကြီးတွေတူတူဆူစီပြီးတော့ပြုလုပ်ခဲ့ကြတဲ့ကောင်းခြင်းမကောင်းခြင်းတွေရောတူတူခံစားနေကြရတဲ့ကောင်းခြင်းမကောင်းခြင်းတွေရောရှိသမျှကပေးတွေအကုန်လုံးအောင်မြင်ဆုံးအပျော်ရွှင်ဆုံးပြီးစီးအောင်မြင်သွားပါစေလို့ကျွန်တော်တကယ်ဆုတောင်းပေးတယ်ကျွန်တော်ကိုယ်တိုင်လည်းဒိဋ္ဌံဝင်ပြီးတော့ဆုတောင်းပေးနေတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကလူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ရန်ကုန် geographically ပထဝီရေးရအရန်ကိုလှပတဲ့နိုင်ငံလေးတစ်ခုပါဟိုမြန်မာနိုင်ငံအထက်ဆုံးကပန်ဝါကနေပြီးတော့ဟိုအောက်ဆုံးတနင်္သာရီအထိကျွန်တော်ခရီးတွေသွားခဲ့ဘူးတဲ့အရန်ကိုလှပတဲ့သဘာဝပတ်ဝန်းကျင်အရန်ကိုချမ်းသာတဲ့သဘာဝတရားစာတွေကျွန်တော်တို့နိုင်ငံပိုင်ဆိုင်ထားတာပါခြေခွဲစရာတွေလည်းအများကြီးပေါ့ကျွန်တော်တို့လူမျိုးကကိုယ်ရေမြေတောတောင်ကိုမဆောင်ရှောက်နိုင်တဲ့အခါကျတော့မပျက်စီးတင်မနဲ့ပျက်စီးနေတာအများကြီးပဲပေါ့နော်မြန်မာတွေကိုမေ့သွားခဲ့တာနှစ်ပေါင်းဘယ်လောက်ကြာသွားပြီလဲပေါ့နော်ကျွန်တော်တို့တွေစိတ်ထရတွေနဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့ဘာသာတရားကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေအကုန်လုံးမေ့ပစ်ဖို့ကြိုးစားခဲ့ကြတယ်အခုချိန်မှာကျွန်တော်တို့ပြန်ပြီးတော့နိုးထတဲ့နေပြီပြန်ပြီးသတိဝင်တဲ့နေပြီပေါ့နော်ကျွန်တော်တို့မှမနိုးထရင်ဘယ်သူမှလာနိုးပေးမဲ့သူမရှိဘူးကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့မှမချစ်မြတ်တော့ရင်ဘယ်သူမှလာပြီးချစ်မြတ်နိုးပေးမှာမဟုတ်ဘူးကျွန်တော်တို့လူမျိုးချင်းမကကွယ်မဆောင်ရှောက်ကြအောင်ဆိုဘယ်သူမှလာပြီးကကွယ်ဆောင်ရှောက်ပေးမှာမဟုတ်ဘူးစစ်မှန်တဲ့မျိုးချစ်စိတ်တဲ့နဲ့စစ်မှန်တဲ့ရင့်ကျက်ခြင်းတွေနဲ့စစ်မှန်တဲ့ဉာဏ်ပညာချစ်ချင်းမြတ်တာတရားတွေနဲ့ကျွန်တော်နှစ်သက်ကနေစပြီးတော့ရှင်သန်ကြိုးစားကြရအောင်ပါဒီနိုင်ငံရောက်ဒီမြန်မာဆိုတဲ့အတိဒီမြန်မာဆိုတဲ့ခံစားချက်ဒီကိုယ့်ရဲ့အမိမျိုးလမ်းစွတ်တန်းထားတဲ့စိတ်ကဘယ်တော့မှပြောင်းမသွားအောင်ကျွန်တော်တို့ရဲ့ civilization နှစ်ပေါင်း2000ကျော်လောက်တန်းရှိခဲ့ပြီကျွန်တော်တို့အများကြီးခက်ခဲကြမ်းတမ်းရက်ဆက်တဲ့အရာတွေဒီချိန်တွေထိဖြတ်ကျော်နိုင်ခဲ့ကြပြီ resilience လို့ခေါ်တဲ့ရှင်သန်ရက်တည်ကြံ့ကြံ့ခံနိုင်စွမ်းတွေကျွန်တော်လက်ဆင့်ကမ်းသက်ဆောင်ခဲ့ကြရတယ်ပေါ့နော်ကျွန်တော်ဒဏ်ရာတွေဝိုင်းပြီးတော့အဝင်ကူစားပေးကြရအောင်မြန်မာနိုင်ငံမှာမွေးတဲ့သူမှန်သမျှစိတ်တရားမကင်းဘူးလို့တောင်ပြောလို့ရမယ့်အနေအထားမျိုးဖြစ်နေပြီကျွန်တော်တို့ကဓာတ်ရိုက်ဖြစ်စေတွဲဝိုင်းဖြစ်စေတယောက်ချင်းဖြစ်စေစူပေါင်းအဖွဲ့ကြီးနဲ့ဖြစ်စေပြည်သူတရက်လုံးအနေနဲ့ဖြစ်စေကျွန်တော်တို့စိတ်တရားတွေအများကြီးကြော်ဖြတ်ခဲ့ကြရတယ်ပေါ့နော်အဲ့တော့အဲ့တရားတွေကိုကျွန်တော်တို့သတိဝင်နိုးထားကြရအောင်ပါပြီးလို့ရှိရင်ကုစားကြရအောင်ပါကောင်းဆုံးနေဖြစ်လာဖို့လို့အတွက်ကျွန်တော်ဆုတောင်းပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်